နေ့စဉ်ဒေသနာဝေငှခြင်းအစီအစဉ်မှာအလုံးကိုသခင်ယေရှုနာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုဤနှုတ်ကပတ်တော်မြတ်ကိုနေရာဒေသအသီးသီးမှခံယူကြသောဓမ္မမိတ်ဆွေအယောက်စီတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ကြောင်းပမာဏအနေဖြင့်ပြောပြရစေ။ဒီနေ့ကျွန်တော်တရက်တာအတွက်မိမိရဲ့အသက်တာကိုတည်ဆောက်မိနှုတ်ကပတ်တော်မြတ်ဤခေါင်းစဉ်ကအံ့ဖွယ်သောအမှုအခြေပြုတမချန်းစာနှုတ်ကပတ်တော်မြတ်တစ်ပိုက်ကိုဖတ်မှာဖြစ်ပါတယ်။ယောရှုမတ်စာအခန်းကြီး3အခန်းငယ်9ယောရှုကလည်းကိုယ့်ကိုယ်တန့်ရှင်းစေကြလော့အကြောင်းမူကားနတ်ဖြန်နှိ၌သာရဖျားသည်အံ့ဖွယ်သောအမှုတို့ကိုသင်တို့တွင်ပြုတော်မူမည်ဟုလူများတို့အားမှားထားလေ၏ကျွန်တော်တို့ဒီအချက်ကိုကြည့်ခြင်းအဖြစ်ဣသရေလလူမျိုးတွေကအေဂုတုပြည်ကထွက်စဉ်ကဤဒုံပင်နယ်ကိုဘုရားသခင်ကလက်ချမ်းကွဲစီပြီးတော့လူမျိုးတော်တွေကိုပင်လယ်ထဲမှာလမ်းတစ်ဖွဲဖြစ်ဖျက်လျှောက်ခွင့်ပြီးခဲ့တယ်လို့အခုအချိန်မှလည်းဘုရားသခင်ကသူတို့ကိုနှုတ်နှင့်ပြားရည်စီးသောခန္ဓာပြည်သို့ပို့မိအချိန်၌ပြီးယော်ဒန်မြစ်ခံတော်ညာလေ၎င်းယော်ဒန်မြစ်ကိုဖြတ်နိုင်ဖို့ရအတွက်ယောရှုကသူ့ရဲ့လူမျိုးတွေကိုကိုတန့်ရှင်းစီကြတယ်မနှက်ဖြန်၌ထာဝရဘုရားသည်အံ့ဖွယ်သောအမှုကိုပြုတော်မူမည်ဟုပြောသည့်အတိုင်းဘုရားသခင်သည်လူမျိုးတော်တွေအတွက်အံ့ဖွယ်သောအမှုကိုပြုခြင်းကြောင့်ယော်ဒန်မြစ်ကြီးကိုကောင်းမွန်စွာပြီးဖြတ်တန်းနိုင်ခဲ့တယ်ဆိုတာတွေ့ရပါတယ်ဒီအချင်းရာကိုကြည့်ခြင်းအဖြစ်လူမျိုးတော်တွေရဲ့အတ္တတာမှာအလုံးအစုံကပါတယ်တန်ရှင်သောအတ္တတာ၌မျက်မှောက်တော်မှာအသက်ရှင်ဖို့လိုအပ်တယ်လို့ဒီနေ့ကျွန်တော်တို့ရဲ့အတ္တတာမှာလဲအောင်မြင်ခြင်းတစ်ခုအတွက်မိမိရဲ့အတ္တတာကိုအနံဆက်ကပ်ပြီးတော့တန်ရှင်မှုလိုအပ်တယ်ဆိုတာကိုဟောပြပါရစေဆက်လက်ပြီးတော့ယောရှုမတ်စာအခန်းကြီး9အခန်းငယ်73မှာကျင့်အပ်သောသူကိုတင်တို့အထဲကမပယ်ရှင်းရင်တင်တို့နှင့်အတူငါမနေထား၍လူမျိုးတို့ကိုတန့်ရှင်းစီလောနတ်ဖြန်နှင့်ဖို့ကိုတန့်ရှင်းစီလောဒီအချက်ကိုကြည့်ခြင်းအပြင်ယောရှုနှင့်သူ့ရဲ့လှုပ်ဖော်ဆောင်ဘက်စစ်တီတွေဟာအာဣမြို့ကိုသွားတိုက်တဲ့အခါမှာလူ36ဦးတေဆုံးခဲ့တယ်လို့၎င်းမြို့ဟာတေးသေးလေးပဲဖြစ်တော်ညာလဲအဲ့ဒီမြို့သူမြို့သားတွေရဲ့အရှိထွက်ပြေးလာရခြင်းကြောင့်အရှက်တကွေးအကျိုးနည်းခြင်းနဲ့ကြုံတွေ့ရပါတယ်ဒီဖြစ်စဉ်ကိုယောရှုအင်မတန်မှနာကျင်ခဲ့ပါဒါကြောင့်မို့သူ့ရဲ့နာကျင်မှုကိုဘုရားသခင်ကဖော်ပြပါတယ်ကျင့်အပ်သောသူကိုတင်တို့အထက်ကမပယ်မရှိနေတင်တို့နဲ့ငါအတူမနေတနည်းအားဖြင့်ဣသရေလလူမျိုးထဲမှာညှဉ်းညူးမှုရှိတယ်တန်ရှင်းစင်ကြယ်မှုမရှိဘူးဆိုတာထောက်ပြနေသည့်အတွက်ယောရှုသူ့ရဲ့လူမျိုးကိုပြန်လည်ဆန်းစစ်တဲ့အခါမှာအခန့်ကြောင့်လူမျိုးတော်တွေအရှက်ရခဲ့ပါတယ်တန့်ရှင်းမှုမရှိခြင်းကြောင့်အကျိုးနည်းခြင်းရှိခဲ့ပါတယ်ဒါမှမဟုတ်ယနေ့ကျွန်တော်တို့ရဲ့အတ္တတာကျွန်တော်တို့ရဲ့အိမ်ထောင်မိသားစုအထဲမှာကျွန်တော်တို့ရဲ့အသင်းတော်အထဲမှာကျွန်တော်တို့ရဲ့အဖွဲ့အစည်းထဲမှာတန့်ရှင်းမှုလိုအပ်ပါတယ်တန့်ရှင်းမှုမရှိရင်ဘုရားသခင်ဒီကျွန်တော်တို့အတွက်အံ့ဩဖွယ်သောအမှုကိုဘယ်တော့မှပြုလို့မရဘူးအံ့ဩဖွယ်သောအမှုကိုသိမြင်ခြင်းတင်းရဲ့အတ္တတာဒီမျက်မှောက်တော်၌ကိုတန့်ရှင်းသောအတ္တတာဖြစ်ယက်တည်သောသူတွေဖြစ်ဖို့အတွက်ဒီနေ့သင်အားဘုရားသခင်လိုရှိပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရောက်စီတိုင်းဒီအံ့ဩဖွယ်သောအမှုကိုမြင်ချင်သောသူတွေဖြစ်ပြီးအတွက်ကြောင့်တန့်ရှင်းစွာဖြင့်မိမိရဲ့အတ္တတာကိုစင်ကြယ်ဖို့အတွက်အင်မတန်မှအရေးကြီးပါတယ်မျက်မှောက်တော်၌အနံစက္ကပ်ပါမျက်မှောက်တော်၌တန့်ရှင်းသောအတ္တတာအသက်ရှင်ဖို့အရေးကြီးပါတယ်တမန်တော်ဝတ္ထုအခန်းကြီး9အခန်းငယ်15မှာပေတရုသည်လမ်း၌ရှောက်သွားစဉ်အနာဆွဲသောသူတို့တွင်တယောက်ကိုသူ၏အရိပ်လွှမ်းမိုးစီခြင်းကလူနာတို့ကိုလမ်းနာသို့ထုတ်၍ကတင်မွေ့ရာပေါ်မှာတင်ထားကြ၏ပေတရုရဲ့အတ္တတာမှာဘလောက်ထိအံ့ဩဖွယ်ဖြစ်တယ်လဲဆိုလို့ရှိရင်ယောဂဖြစ်တဲ့လူကိုတို့ဖို့မလိုဘူးထိဖို့မလိုဘူးပြောဖို့မလိုဘူးသူရဲ့အရိပ်ကို
လွှမ်းမိုးခြင်းခံလိုက်တာနဲ့ဟိုမှာခံစားနေရတဲ့ယောဂဝေဒနာတွေကကြောက်ကင်းနေဆိုတာကိုတွေ့ရတယ်ဒီအချက်အားဖြင့်ဘုရားသခင်ကပေတရုကိုအသုံးပြုပြီးတော့အံ့ဩဖွယ်သောအမှုကိုပြုသလိုယနေ့သင်ရဲ့အတ္တတာမှာလည်းဘုရားသခင်သည်အံ့ဩဖွယ်သောအမှုကိုသင်၌ပြုချင်ပါတယ်ဒါကြောင့်သင်ရဲ့အတ္တတာသည်ယောရှုပြောတဲ့ကဲ့သို့နော်ကိုတန့်ရှင်းဖို့ရန်အတွက်အရေးကြီးပါတယ်လူမျိုးတော်တွေထဲမှာတန့်ရှင်းမှုမရှိခြင်းကြောင့်အရှက်ရခဲ့တယ်ဒီနေ့ကျွန်တော်တို့ရဲ့အိမ်ထောင်မိသားစုအသင်းတော်ထဲမှာလည်းတန့်ရှင်းမှုမရှိခဲ့ဘူးဆိုလို့ရှိရင်အရှက်တကွဲအကျိုးနည်းခြင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်ဒီအတွက်ကြောင့်ဒီနေ့သင်အားဖြင့်ဘုရားသခင်ဒီအံ့ဩဖွယ်သောအမှုကိုပြုနိုင်ဖို့ရန်တန့်ရှင်းစွာဖြင့်ဆက်လက်အသက်ရှင်ရှောက်လန်းပါလို့ကျွန်တော်ဝေငှကြီးနှိကုံချုပ်ပါတယ်ဒီနှုတ်ကပတ်တော်အားဖြင့်ကြားနာခံယူသူအရောက်စီတိုင်းပေါ်ဘုရားသခင်အစဉ်အမြဲကောင်းချီးပေးပါစေအာမင်